သူကအချစ်ရေးအလုပ်ကိစ္စစီးပွားရေးကျန်းမာရေးစတဲ့ကိစ္စအတွေတွေမှာနှောင့်နှေးနေတဲ့ပြဿနာလေးတွေရှိနေတယ်ဆိုရင်အရင်ဆုံးကိုယ့်ဖုန်းနံပါတ်ကိုပြန်စစ်ကြည့်သင့်ပါတယ်။ကိုယ့်ဖုန်းနံပါတ်ထဲမှာမကောင်းတဲ့နံပါတ်တွေရှိနေသလားကောင်းတဲ့နံပါတ်တွေပဲရှိနေသလားဆိုတာကိုမကောင်းတဲ့နံပါတ်တွေကသာကိုယ့်ဖုန်းနံပါတ်ထဲမှာရှိနေမယ်ဆိုရင်အချိန်ကြာလာတဲ့နှစ်အမြင့်မကောင်းတဲ့ဥစ္စာတွေကကိုယ့်အပေါ်တက်ရောက်လာနိုင်တယ်ပေါ့နော်ကျွန်တော်တို့ကနေ့တိုင်းနံပါတ်တွေနဲ့ထိတွေ့နေတဲ့လူတွေဖြစ်ပါတယ်ကျွန်တော်ကဖုန်းနံပါတ်ပဲပြောတယ်ဆိုပြီးတော့တခြားနံပါတ်ကြည့်လို့မရဘူးလို့မဆိုလိုပါဘူးကိုယ်နဲ့အနည်းဆက်ဆုံးရှိတဲ့နံပါတ်တွေကိုလည်းကိုယ်ကတိုက်ကြည့်လို့ရပါတယ်ဥပမာကိုယ့်ရဲ့ကားနံပါတ်ကိုယ့်ရဲ့ဆိုင်ကယ်နံပါတ်ကိုယ့်ရဲ့အိမ်နံပါတ်အဲ့လိုမျိုးတိုက်ကြည့်လို့ရပါတယ် CPU ကအရှိ PU ရဲ့အဆက်ဖြစ်ပါတယ်ပေါ့နော်အရှိ PU မှာမပါတဲ့ကဏ္ဍအသွဲတွေကို DPU မှာကျွန်တော်ပြောကြားသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဖုန်းနံပါတ်ပေတွေကနေကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့ပြောချင်တာက3ပါနေတဲ့အတူတွေအကြောင်းမှဖြစ်ပါတယ်3ဆိုတဲ့နံပါတ်ကပါဝါလုံးဝမပေးနိုင်တဲ့နံပါတ်ဖြစ်ပါတယ်ပေါ့နော်အခုကျွန်တော်တို့ထိုင်းနိုင်ငံမှာဆိုရင်ဒီမြန်မာပြည်သားအများစုရဲ့ဖုန်းနံပါတ်ထဲမှာ3ပါနေတတ်တယ်ပေါ့နော်3မပါတဲ့နံပါတ်တွေဆိုရင်အရန်ကိုစေးကြီးပါတယ်မဝယ်နိုင်ကြပါဘူးအဲ့ဒါကြောင့်3ပါတဲ့နံပါတ်တွေကိုပဲကျွန်တော်တို့မြန်မာတွေကအသုံးပြုနေရတာဖြစ်ပါတယ်3ပါတဲ့နံပါတ်တွေက3နဲ့ကတ်တဲ့နံပါတ်တွေကယောဂပါရတဲ့အရန်ထူပြောတဲ့နံပါတ်ဖြစ်တယ်ပေါ့နော်3ကတ်တဲ့နံပါတ်တွေကအားလုံးနှီးပါးကိုမကောင်းပါဘူးဥပမာ3 3 စသဖြင့်3 4 3 5 3 9အထိပေါ့နော်အဲ့ဒီအသွဲတွေပါနေရင်လုံးဝမကောင်းပါဘူးခုကျွန်တော်ပြောပြတာက3 1 3 2ဆိုပေမဲ့1 3 1 2 3အဲ့ဒီလိုမျိုးလဲအတိတ်ပဲတူပါပဲအားလုံးကအပြတ်တဘောအပြတ်ဆွမ်းအင်တွေပဲရှိပါတယ်3နဲ့ကတ်တဲ့နံပါတ်တွေဆိုရင်ယောဂဘာယသူပြောတဲ့အတွင်းယောဂတွေအရင်များတယ်ပြီးတော့ခြေထောင်ချထောင်ဖြစ်တတ်တယ်ပေါ့နော်အလုပ်တွေမှာခြေထောင်ချထောင်ဖြစ်ပါတယ်ထိုင်းနိုင်ငံသူရဲ့ဖုန်းထဲမှာကြည့်ပါသူတို့မှာက3သူတို့မထည့်ပါဘူး3ပါတဲ့နံပါတ်သူတို့မသုံးပါဘူးဆိုတော့ကနောက်တစ်ခုကျွန်တော်တို့တွားရအောင်ကိုအမြဲတမ်းစိတ်ပူပင်စေတတ်တဲ့နံပါတ်ကိုအမြဲစိတ်ပူပင်တောကတွေဖြစ်စေတတ်တဲ့နံပါတ်တွေကတော့31 33 38 39 38အဲ့ဒီအသွဲတွေပဲဖြစ်တယ်ပေါ့နော်အဲ့ဒီအသွဲတွေကအပူစွမ်းအင်တွေကိုထုတ်လွှတ်တတ်တဲ့အသွဲတွေပဲဖြစ်ပါတယ်အဲ့ဒီအသွဲတွေပါနေတဲ့လူတွေဆိုရင်သူများတွေအတွက်စိတ်ပူရင်ပိုမပူဘူးဆိုရင်ကိုကအယမ်းပူလောင်နေတဲ့သူတစ်ယောက်ဖြစ်တယ်ပေါ့နော်ကိုကအယမ်းဆိုးသွမ်းနေတဲ့သူတစ်ယောက်ဖြစ်လိမ့်မယ်ပေါ့နော်အဲ့ဒီအသွဲကိုတုံးထားတဲ့လူတွေဒီအသွဲတွေကိုဖုန်းနံပါတ်ထဲမှာထည့်ထားမယ်ဆိုရင်သူတို့ကစိတ်မြန်တယ်စိတ်မရှိတတ်ကြဘူးဒေါသအယမ်းကြီးတယ်ပြီးတော့စကားပြောရင်လည်းအယမ်းကျေလောင်ပြောတတ်ကြပါတယ်သူတို့တွေကစကားတွေကြောင့်ပဲလူတွေမုန်းတာခံရလိုက်မှာပေါ့နော်ဒီအသွဲတွေတုံးထားတယ်ဆိုရင်မိတ်ဆွေတွေကြကြည့်ပါပေါင်းနေဆက်စရေးအရန်ကိုညံ့ဖင်းတဲ့သူတယောက်ဖြစ်ပါတယ်အဆိုးဆုံးကတော့သူတို့ယုံကြည်ထားတဲ့သူတွေသူတို့ချစ်တဲ့သူတွေကသူတို့ကိုတစ္ဆာဖောက်နိုင်တယ်ပေါ့နော်တစ္ဆာဖောက်သွားနိုင်တယ်သူတို့ကိုလှည့်စားသွားနိုင်တယ်ဒီဗီဒီယိုကိုဒီအသွဲတွေတုံးထားတဲ့သူမြင်ပါစေနော်ဆက်ပြီးတော့ကျွန်တော်တို့ကိုစိတ်သက်ပြော့ညံ့အောင်အမှားတွေကိုဆက်တိုက်အမှားတွေကိုလုံမိအောင်ကျွန်တော်တို့ကိုတွန်းအားပေးနေတဲ့နံပါတ်အသွဲကတော့32 34 36 9အဲ့ဒီအသွဲတွေပဲဖြစ်ပါတယ်အဲ့ဒီအသွဲတွေကိုတုံးထားတဲ့လူကစိတ်သက်အယမ်းပြော့ညံ့မယ်စိတ်သက်ပြောညံ့တယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့တခုခုဆိုရင်မလုံနိုင်ဘူးတခုခုဆိုရင်မသွားရဲဘူးမပြောရဲဘူးအမှားလုံမိတက်ကြတယ်သူတို့တွေကလေအလုပ်တစ်ခုခုလုပ်မယ်ဆိုရင်သူများတွေ့လို့မတက်ရက်ဘူးမသေးချာဘူးအလုပ်ကအမှားပါအောင်လုပ်မိနေတတ်တယ်ပေါ့နော်ပြီးတော့အဆိုးတာတစ်ခုကဒီသွဲတွေကိုတုံးထားတဲ့လူကချစ်သူအိမ်တော်ဘက်တွေနဲ့ခွေခွင်းရတတ်တယ်ပေါ့နော်ခွေခွင်းရပြီးဆိုရင်အိမ်တော်ခွဲပြီးဆိုရင်အဲ့ဒီအိမ်တော်နဲ့ဘယ်တော့မှပြန်မပေါင်းနိုင်တော့ဘူးပေါ့နော်မူရေးကြီးချီးငှားထားပြီးဆိုရင်ပြန်မရလာရခိုင်တော့များတာပေါ့နော်ဆိုတော့ကနောက်တစ်စုကိုကျွန်တော်တို့တွားရအောင်စိတ်ဖိစီးမှုကိုယူဆောင်လာတတ်တဲ့နံပါတ်တွေအကြောင်းကျွန်တော်ပြောပြပေးပါမယ်ကိုကတခုခုဆိုရင်စိတ်အရင်ဖိစီးနေတာမျိုးတခုခုဆိုရင်အရင်ကြောက်ရွံ့နေတာမျိုးဖြစ်စေတတ်တဲ့နံပါတ်တွေက3 5 3 9 3 9
ခွန်အဲ့ဒီအသွဲတွေပဲဖြစ်ပါတယ်အသွဲတွေကိုတုံးထားတဲ့လူတွေကအမြဲတမ်းစိတ်ဖိစီးနေတတ်တယ်တခုခုဆိုရင်စဉ်းစားနေရောကိုကစဉ်းစားထားတယ်ကိုကလှုပ်ဆောင်ထားမယ်ကိုကရည်ရွယ်ထားတယ်ဆိုရင်အဲ့ဒီအလုပ်တွေကိုဆက်လို့မရနိုင်ဘူးပေါ့နော်ကိုလှုပ်ချင်တဲ့အလုပ်တွေကိုမလုပ်မိအောင်မလုပ်ဖြစ်အောင်တားဆီးနေတဲ့နံပါတ်အသွဲတွေပဲဖြစ်ပါတယ်ပေါ့အမှုသေးသေးလေးတွေကအမှုအကြီးကြီးဖြစ်သွားနိုင်တယ်ဒီနံပါတ်သုံးထားတဲ့လူတွေကဘလောက်ထိစိတ်ပင်ပန်းတယ်လဲဆိုတော့ကြောက်တုံးကြီးတုံးကိုအမြဲတမ်းမှားထားနေရတယ်လူမျိုးပဲပေါ့နော်အရန်ကိုစိတ်ပင်ပန်းစိတ်ဖိစီးမှုများနေတတ်တဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့နော်ကျွန်တော်အကြံပေးချင်တာကဒီနံပါတ်ရှိနေမယ်ဆိုရင်ပြောင်းလိုက်ပါအရန်ကိုမကောင်းပါဘူးနောက်တစ်စုကိုကျွန်တော်တို့ဆက်သွားလိုက်ကြရအောင်ပေါင်းတဲ့ဆက်ဆံရေးအရန်ညံ့ဖြစ်စေတတ်တဲ့နံပါတ်အသွေးတွေပဲဖြစ်ပါတယ်ကိုအတိကိုမိတ်ဆွေထဲမှာပေါင်းတဲ့ဆက်ဆံရေးညံ့ဖြစ်တဲ့လူတစ်ယောက်ရဲ့ဖုန်းနံပါတ်ထဲမှာဒီနံပါတ်တွေပါလားဆိုတာမိတ်ဆွေကိုယ်တိုင်သိကြည့်ပေးပါပေါ့နော်ဒီနံပါတ်တွေကတော့135943အဲ့ဒီအသွဲတွေပဲဖြစ်43အသွဲက43နံပါတ်အသွဲကစကားပြောဆိုအရန်လက်ပေါက်ကတ်တာပေါ့နော်သူစကားပြောဆိုရင်သူများတွေကနားမထောင်ချင်ဘူးသူများတွေနားခါနေသူကအကောင်းပြောပြီးမဲ့လဲသူများနားထဲမှာအရန်ဆိုးတယ်ပေါ့နော်3နဲ့5ခွန်ကစိုးသွမ်းတဲ့အသွဲဖြစ်တဲ့ဘုကိုမှခ ्यू မဆိုင်ဘူးပြီးတော့ဘုကိုမှလည်းမကြောက်တတ်တဲ့လူမျိုးဒီနှစ်သွဲကို3နာကြာလာပြီးဆိုရင်ပတ်ဝန်းကျင်နဲ့ပဋိပက္ခဖြစ်နိုင်တယ်ပေါ့နော်ကိုပတ်ဝန်းကျင်ကိုဆွေမျိုးကိုအိမ်နီးနားချင်းနဲ့ရန်ဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီအသေးအသွဲကို73နေမယ်ဆိုရင်စိတ်မရှိတတ်ကြပေါ့တခုဆိုရင်တခနဲ့စရင်ဝန်တိုင်းကျဲမယ်ဆိုတဲ့သူတွေပြီးတော့လည်းဘုကိုမှအလျှော့မပေးတတ်ကြတဲ့သူတွေဖြစ်တယ်အခုဒီ13ခွန်အဲ့ဒီနံပါတ်သွဲကိုအကြာကြီးတင်ဆက်သုံးထားမယ်ဆိုရင်တင်ပတ်ဝန်းကျင်ကလူတွေနဲ့တင်းရဲ့မိတ်ဆွေတွေအပါအဝင်ဆက်ဆံရေးအရန်ကိုခက်ခဲသွားလိမ့်မယ်ပေါ့နော်ဒီဖုန်းနံပါတ်ကိုမသုံးတာကောင်းပါတယ်ဆိုတော့နောက်တစ်စုကိုကျွန်တော်တို့ဆက်သွားလိုက်ကြရအောင်ကိုဘောအဖြစ်သဘောဆောင်တဲ့စွမ်းအင်တွေကိုဆွဲဆောင်စေတတ်တဲ့နံပါတ်အသွဲတွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒီသွဲတွေက4348အဲ့ဒီ3သွဲပဲဖြစ်ပါတယ်အဲ့ဒီ3သွဲကကိုဘောအပြတ်သဘောဆောင်တဲ့စွမ်းအင်တွေဆွဲဆောင်နိုင်ကြပါတယ်ဒီအသွဲတွေကိုတုံးထားတဲ့လူတွေဆိုရင်အလုတ်မှာဆိုရင်ကိုလှုပ်လိုက်မှမှားတော့တာမျိုးကိုပြောလိုက်မှသူများနားမထောင်ချင်တာမျိုးသူများနားခါတော့တာမျိုးကိုပြောလိုက်မှယဉ်ထားဖြစ်တာမျိုးအဲ့ဒီလိုမျိုးခဏဖြစ်တတ်ပါတယ်အတိကစကားပါပဲစကားပြောဆိုကြတဲ့အထူးသတိထားရမှာပေါ့နော်စကားပြောဆိုရင်အရင်မကောင်းပါဘူးဒီအသွဲကစကားအရင်မကောင်းတဲ့အသွဲပါဒီအသွဲ3သွဲကိုတုံးထားတဲ့သူတွေကတို့ရဲ့ပါဇက်ကပဲသူတို့ကိုပြဿနာတွေကိုဆွဲဆောင်လာပါလိမ့်မယ်သူတို့ရဲ့ပါဇက်ကြောင့်ပဲတရားရုံးတွေပါတည်ရောက်သွားနိုင်တယ်ပေါ့နော်ပါဇက်အရန်စီးဆုံးရပါတယ်4348တုံးထားတဲ့သူတွေကကျွန်တော်မြင်လေးပြောသွားလိုက်မယ်နော်အရှိပိုင်းမှာကျွန်တော်စကားကြောအရန်ရှည်ခဲ့တဲ့အတွက်ဆိုတော့နောက်တစ်စုကိုဆက်သွားလိုက်ကြရအောင်မိတ်ဆွေရဲ့အချစ်ရေးမှာအမြဲတမ်းကိုယ့်ရဲ့ချစ်သူအပေါ်ကိုယ့်ရဲ့ဇနီးအပေါ်ကိုယ့်ရဲ့ယောက်ျားအပေါ်အမြဲတမ်းစိတ်ပူပန်နေရတဲ့ကနန်းအသွဲခွန်6ပဲဖြစ်ပါတယ်ကိုကဒီအသွဲကိုတုံးထားတယ်ဆိုရင်ကိုယ့်ရဲ့ချစ်သူအပေါ်မှာကိုအမြဲတမ်းစိတ်ပူပန်နေတတ်တယ်သူကနောက်တစ်ယောက်များထားနေပြီလားသူကငယ်နှောင်းများထားနေပြီလားသူကငါ့ပေါ်မချစ်တော့တာလားအမြဲတမ်းအဲ့ဒီလိုမျိုးကိုစိတ်အယမ်းပူနေတတ်တဲ့လူမျိုးဖြစ်တယ်ပေါ့နော်ဒီအသွေးကို3နာချလာပြီဆိုရင်ကိုကစိတ်ကနာမငြိမ်မှုယောဂတွေပါခံစားလာရနိုင်တယ်ပေါ့နော်အတိကဒီအသွဲကအချစ်ရင်းနဲ့ပတ်သက်လာရင်အရန်ကိုစိတ်ပူပန်တော့ကရောက်စေတတ်တယ်ပြီးတော့ကိုချစ်သူကျင်သူကိုစနီးအပေါ်ကိုကဘလို့ပဲလှုပ်ပေးသူ့ဘက်ကအကောင်းမမြင်တာမျိုးဖြစ်တတ်တယ်ပေါ့နော်ကျွန်တော်အခုလိုအချင်းချုပ်ပြီးတော့ပြောပြပေးသွားတာကိုအားလုံးနားလည်မယ်လို့ထင်ပါတယ်တကယ်လို့ကျွန်တော်ပြောသွားခဲ့တာမှန်ခဲ့မယ်ဆိုရင်ကျွန်တော်ကို like လေးပဲနှိပ်သွားပေးခဲ့ပါမိတ်ဆွေကဖုန်းနံပါတ်တစ်ခုလုံးကိုကြည့်ချင်တယ်ဆိုရင် Facebook က comment မှာမရေးပါနဲ့ Facebook က comment မှာရေးမယ်ဆိုရင်မိတ်ဆွေရဲ့တပ်ပုံကိုသူများတွေကကြည့်လို့ရတယ်ဆိုတော့ကသူများကမိတ်ဆွေကိုလာပြီးတော့နှောက်ယှက်နိုင်ပါတယ်ကျွန်တော် YouTube channel ရဲ့ link ကိုကျွန်တော်ဒီ video အောက်မှာချထားပေးခဲ့ပါမယ် YouTube ရဲ့ comment အောက်မှာမိတ်ဆွေရဲ့ဖုန်းနံပါတ်ကိုချရေးထားပေးခဲ့ပါမိတ်ဆွေရဲ့ဖုန်းနံပါတ်3လက6လကျော်မှ6လကျော်တဲ့သူတွေရဲ့ဖုန်းနံပါတ်ကိုပဲကျွန်တော်ကြည့်ပေးပါတယ်ဒီနေ့ဝယ်ဒီနေ့ကြည့်ပေးတာမျိုးကျွန်တော်မလုပ်ပါဘူးပြီးတော့အရာအလုံးကအခမဲ့ပါကျွန်တော်ကို like လေးပဲနှိပ်ပေးပါပတ်စံပေးဆောင်လို့ပါဘူး